သူ့ကိုအချစ်ဆုံးမိန်းကလေးကိုသူဆုံးရှုံးလိုက်ရပြီဆိုတာကိုအဲ့ဒီလူဟာသတိမထားမိခဲ့ပါဘူး။ကျောင်းကဘာဟောင်းတွေပြန်လည်ဆုံတွေ့တဲ့ပွဲဝင်းညင်ခေါ်ဒီမှာသူ့ရဲ့ရည်စားဟောင်းကသူမအိမ်အောင်ပြုတ်လိုက်ပြီလို့ကြေညာလိုက်မှသာသူသိလိုက်ရတာပါတကယ်တော့လွန်ခဲ့တဲ့3ရက်ကမှသူနဲ့သူ့ချစ်သူလင်းရန်တို့မင်္ဂလာဆောင်ရမှာဖြစ်ပြီးအဲ့ဒီနေ့မှာပဲလင်းရန်ရဲ့ညီမဖြစ်သူကပရိယေဆင်ပြီးလောက်ကျန်ဇလန်းတစ်ခုကိုဖန်တီးခဲ့ပါတယ်။သူမနေမကောင်းဖြစ်နေကြောင်းစောင့်ရှောက်မဲ့သူမရှိပဲတယောက်တည်းဖြစ်နေကြောင်းအဲ့ဒီလူကိုဖုံးဆက်ပြောခဲ့တာပါ။အဲ့ဒီလူဟာနှခါမစင်စားပဲသူ့ရဲ့သတို့သမီးလောင်းကိုပစ်ထားခဲ့ပြီးဆေးရုံကိုအပြေးလွှားသွားခဲ့ပါတယ်။လင်းရန်ဟာသူမရဲ့သတို့သားကသူမကိုစွန့်ခွာသွားတာကိုမြင်လိုက်ရတဲ့အခါမင်္ဂလာပွဲကိုဖျက်သိမ်းလိုက်ရုံကလွဲလို့တခြားရွေးချယ်စရာမရှိတော့ပါဘူး။ဧည့်သည်တွေကသူမကိုလှောင်ပြောင်ကြကတချို့ကလည်းသူမဟာမိသားစုအရင်ချာမရှိတဲ့မွေးစားသမီးဖြစ်လို့အခုလိုဖြစ်တာလို့ဆိုကြသလိုတချို့ကလည်းဘသူကမှသူမကိုလက်ထပ်မှာမဟုတ်ဘူးလို့ပြောဆိုခဲ့ကြပါတယ်။ဒါတွေကိုကြားရတဲ့အခါမိန်းကလေးရဲ့နှလုံးသားဟာအစိတ်စိတ်မောင်ကွဲချေသွားခဲ့ရပါတယ်။အတိအကျအဲ့ဒီအချိန်မှာပဲအမျိုးသားတစ်ယောက်သူမရှိမှပေါ်လာပြီးမင်းငါကိုလက်ထပ်မလားဒါမှမဟုတ်လူတွေရဲ့လှောင်ပြောင်မှုကိုဒီတိုင်းပဲခံနေတော့မလားလို့မေးလိုက်ပါတယ်။အစပိုင်းမှာတော့မိန်းကလေးကဒါကိုနောက်ပြောင်နေတာလို့ထင်ခဲ့ပေမဲ့အဲ့ဒီအမျိုးသားကအိမ်အောင်ရေးလို့အရေးကြီးတဲ့ကိစ္စမျိုးကိုငါဘယ်တော့မှနောက်မှမဟုတ်ဘူးလို့ပြောလိုက်တဲ့အခါသူမသဘောတူလိုက်ပါတော့တယ်။ဒါပေမဲ့မိန်းကလေးအိမ်ပြန်ရောက်တဲ့အခါမှာတော့သူမရဲ့အမေဖြစ်သူကသူမကိုပါရိုက်ပြီးအိမ်ပေါ်ကနေချမယ်လို့ချိန်ချောက်ခဲ့ပါတယ်။သူမရဲ့အဖေကလည်းသူမဟာသူ့သမီးမဟုတ်တော့ဘူးလို့ပြောဆိုခဲ့ပြအခြေတင်စကားများနေကြရင်မိန်းကလေးဟာလေကားပေါ်ကနေလိမ့်ကျသွားခဲ့ကအဲ့ဒီအချိန်မှာပဲစောစောကအမျိုးသားဟာသူမရှိမှတဖန်ပြန်ပေါ်လာပြီးသူကသူမမိသားစုကိုလင်းရန်ကအခုငါဇနီးဖြစ်သွားပြီးမင်းတို့တွေကတယောက်ယောက်သာသူမကိုလက်ဖြားနဲ့ထိကြည့်လိုက်ဖြစ်လာမဲ့နောက်ဆက်တွဲတွေကိုမင်းတို့ကြိုက်မှာမဟုတ်ဘူးလို့သတိပေးလိုက်ပါတယ်ဒီစကားကိုကြားတဲ့အခါမိသားစုဝင်တွေဟာအံ့အားသင့်သွားခဲ့ကြပါတယ်အဲ့ဒီအမျိုးသားဟာတကယ်တော့အလွန်အင်အားကြီးမားတဲ့မိသားစုတစ်ခုရဲ့အမွေခံဖြစ်နေမှန်းသိလိုက်ရတဲ့အခါသူတို့ရဲ့သဘောထားတွေဟာချက်ချင်းပြောင်းလဲသွားပါတော့တယ်အစောပိုင်းကသူမကိုအိမ်မော်ကနှိမ်ချခြင်းနေတဲ့သူတွေဟာအခုတော့သူမကိုသူတို့မိသားစုဝင်အဖြစ်ပြန်သတ်မှတ်ဖို့ကြိုးစားလာကြပါတယ်ဒါပေမဲ့အဲ့ဒီအမျိုးသားကတော့ပြက်ပြက်တသားပဲလင်းရန်ဟာငါဇနီးဖြစ်သွားပြီးအခုကစပြီးငါအိမ်ဟာသူမရဲ့အိမ်ပဲငါကိုယ်တိုင်ပဲသူမကိုစောင့်ရှောက်တော့မယ်လို့ပြောဆိုလိုက်ပါတော့တယ်ဒီဇလန်ရဲ့နောက်ထပ်အပိုင်းတွေကိုသိချင်ရင်တော့ like လေးပေးပြီးအပေါင်းလေးနှိပ်ခဲ့ကြပါဦး